အဲ့နောက်ဘူးတိတောင်မဲဆန္ဒနယ်မှာဦးအောင်တောင်းချူကရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တဲ့ခိုင်မြဲရေးအတွက်၎င်းဒေသခံဌာနေတိုင်းသားတို့ရဲ့အသက်အိုးအိမ်ထာဝရလုံခြုံမှုရှိတဲ့လူမှုဘဝထူထောင်နိုင်ရန်ဒေသခံတိုင်းသားတို့ရဲ့လိုအပ်ချက်များကိုရေတိုရေချေစီမံကိန်းများပွင့်လင်းမြင်သာစွာချမှတ်ပြီးထိရောက်တဲ့အကောင့်ထပ်ဖော်ဆောင်ရွက်မှုများကိုပြုလုပ်ပေးဖို့နိုင်ငံတော်အစိုးရတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းရာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကယင်းအဆိုကိုလက်ခံဆွေးနွေးရန်တင်မတင်လွှတ်တော်ရဲ့အဆုံးဖြတ်ရောက်ရာသဘောမတူသူမရှိတဲ့အတွက်ဘူးတိတောင်မဲဆန္ဒနယ်မှာဦးအောင်တောင်းချွေရဲ့အဆိုကိုလွှတ်တော်မှာလက်ခံဆွေးနွေးသွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်ဒေသခံဌာနေတိုင်းရင်းသားတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်တဲ့အခါမှာရရှိတည်တံ့ပြီးစနစ်တကျဥပဒေနဲ့အညီလှုပ်ဆောင်နိုင်ဖို့အတွက်အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ဘူးတိတောင်မဲဆန္ဒနယ်မှာဦးအောင်တောင်းချွေကပြောကြားပါတယ်အဓိကတော့ဒီကျွန်တော်တို့ရခိုင်နောက်ပိုင်းဒေသပေါ့နော်ဘူးတိတောင်မောင်းတော်ရေသေးတောင်ဒေသတွေမှာဒီအကျဉ်းဖတ်မှုဖြစ်စဉ်နဲ့နောက်ပိုင်းမှာဌာနေတိုင်းရင်းသားတွေကမရှိတဲ့လောက်ဖြစ်သွားပြီငကိုတွေကလေကျွန်တော်တို့ဒီလဲလဲရဒီနောက်ပိုင်းလေကျွန်တော်တို့ပြည်နေထီဆောင်မလုပ်နိုင်ခဲ့ဘူးမုတ်ကြဟိတ်တွေကြောင့်ပေါ့နော်ဒီခေတ်ဆက်ဆက်အဲ့လိုပဲကျွန်တော်တို့ဒီတစ်ဖက်ကပြေးလာတဲ့ဘင်္ဂလီတွေရဲ့လွှဲမှုကြောင့်ဒီလိုလူရည်တွေအဲ့ဒီဘက်မှာညှိုးနေသွားတယ်အဲ့ဒါကိုပြင်လေတိဆောက်ဖို့အတွက်ကျွန်တော်တို့စနစ်တကျလုပ်နိုင်အောင်ရရှိတည်တဲ့ခိုင်မြဲတဲ့ကျွန်တော်တို့ဒီ sustainable development ဖြစ်အောင်တိုင်းရင်းသားလူမျိုးတွေကိုဥပဒေနဲ့အညီဘယ်လိုနေထိုင်နိုင်မလဲဆိုတော့ရည်ရှင်းတာပေါ့နော်အဲ့လိုမျိုးစနစ်တကျဖြစ်စီခြင်းလို့အခုလိုအဆိုတင်သွင်းခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကတော့အကောင်းဆုံးမျှော်လင့်ပါတယ်ကျွန်တော်တို့ခေတ်ဆက်ဆက်လေးအဲ့လိုကောင်းကောင်းမွန်မွန်မလုပ်ခဲ့လို့ဒီလိုပဲအောက်ကြတော့ကြာဖြစ်နေရတယ်ပေါ့နော်နိုင်ငံတကာရဲ့ PR တွေရောအခုတိုင်းရင်းသားတွေရဲ့ဗာလေယုံကြည်မှုရောမရဘူးဖြစ်နေတယ်ဒီလိုသာလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အများကြီးဒီအစိုးရပေါ်မှာလေးအကူအညီကြည့်မှုရလာမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတိုင်းသားတွေရေရှည်မှာဘဝလုံခြုံမှုရှိပြီးနေထိုင်နိုင်မှုအတွက်လိုအပ်ချက်များကိုရေတိုရေချေစီမံကိန်းများနဲ့လှုပ်ဆောင်ပေးမယ်ဆိုရင်တိုင်းသားစည်းလုံးညီညွတ်ရေးနဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်ပါလှုပ်ဆောင်နိုင်လိမ့်မယ်လို့ဦးအောင်တောင်းချွေကသုံးသပ်ပြောကြားပါတယ်အဓိကပေါ့နော်အခုကျွန်တော်တို့ဒီ Federal ပြည်ထောင်စုကိုသွားနေတဲ့အချိန်ကာလမှာကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ဒီတိုင်းသားစည်းလုံးညီညွတ်မှုအနေထားကဒီရခိုင်မြောက်ပိုင်းဒေသနဲ့ဓာတ်ရိုက်ကြီးဆက်နေပါတယ်ဒါကြောင့်ဒီမြောက်ပိုင်းဒေသကျွန်တော်တို့တိုင်းရင်းသားတွေနေထိုင်နိုင်အောင်ရရှိနေထိုင်နိုင်အောင်လုံလုံခြုံခြုံနဲ့ဘောလုံခြုံမှုရအောင်နေထိုင်နိုင်ဖို့အတွက်ကိုဒီလိုလုပ်ပေးခြင်းအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်မှုရောကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာတည်တဲ့ခံမြင့်ရေးအတွက်ပါကောင်းကြီးလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ